လူကြီးမင်းတို့ရဲ့လုပ်ငန်းကို social media ပေါ်မှာစီစီရောက်ကြော်ညာနိုင်ဖို့ marketing tips and tricks 3 ခုနံပါတ်1 target audience ကိုတေချာသိဖို့လိုပါမယ်ကိုယ့်လုပ်ငန်းရဲ့ customer တွေကိုတေချာသိထားမှသာထိရောက်တဲ့ကြော်ညာတွေကိုပြုလုပ်နိုင်မှာဖြစ်ပါတယ်ဥပမာပရိဘောကရောက်နေဆိုပါစို့ဒါဆိုရင်ကိုယ်ဆိုင်ကိုလာဝယ်တဲ့ customer အများစုကဆိုင်ပိုင်ရှင်တွေဆိုင်ဖွင့်ချင်တဲ့သူတွေဖြစ်မယ်ပြီးရင်အိမ်ပိုင်နဲ့တက်လက်ပိုင်းတက်ကြီးပိုင်းရွယ်တွေဖြစ်မယ်နံပါတ်2အရေးသွေးကောင်းတဲ့ content တွေကိုဖန်တီးပေးဖို့လိုပါမယ် target audience ကိုသိပြီဆိုလို့ရှိရင်ကိုယ့်ရဲ့ audience စိတ်ဝင်စားနိုင်မယ့်အချက်လက်တွေ knowledge sharing တွေ customer တွေကိုပိုရင်းနှီးစေမယ့် media content တွေကိုယ့်လုပ်ငန်းကိုမှတ်မိနေစေမယ့်အရေးသွေးမြင့် high quality content တွေဖန်တီးပေးဖို့လိုအပ်ပါမယ်နံပါတ်3ထိရောက်တဲ့ paid advertising လုပ်ဖို့လိုအပ်ပါမယ် target audience လည်းသိပြီးအရေးသွေးမြင့်တဲ့ content တွေလည်းရှိပြီဆိုရင်ထိရောက်တဲ့ paid advertising လုပ်ဖို့လိုအပ်ပါမယ် paid advertising ဆိုတာကတော့ကိုယ့်လုပ်ငန်းကိုစိတ်ဝင်စားမယ့်သူတွေစီကိုကြော်ညာပြပေးရပဲဖြစ်ပါတယ်လုပ်ငန်းတူအပြိုင်ဆိုင်တွေအကြားမှာကိုယ့်လုပ်ငန်းကိုနှင်းလင်းမြင်းနဲ့ထိထိရောက်ကြော်ညာနိုင်ဖို့ဆိုလို့ရှိရင်ဒီအချက်3ချက်ကိုမဖြစ်မနေသိထားဖို့လိုအပ်ပါတယ်ဒီလိုမျိုး marketing နဲ့ပတ်သက်တဲ့ tips and tricks အကြောင်းအရာလေးတွေကိုစိတ်ဝင်စားရဲဆိုရင်တော့ DGS page လေးကို like and follow လုပ်ထားနိုင်ပါတယ်